ထင်မှတ်မထားပဲမြန်မာတန်စင်တချင်းဆိုခေါင်းကြားတဲ့ဇက်ဖို့တရုတ်ဆောင်3ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စန်ကြီးပါ page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဇက်ဖို့တရုတ်ဆောင်ဆိုရင်အနုပညာလောကမှာမထင်မရှားအခြေအနေနဲ့သာလူတွေကထင်ကြတာပါဒါပေမဲ့ဒီအနုပညာရှင်တွေကတော့သူတို့ကတရုတ်ဆောင်အလုပ်တင်မဟုတ်ဘဲနဲ့မြန်မာတန်တွေပါတီဆိုတဲ့အကြောင်းအရေးချင်းတွေကိုပရိသတ်တီစီကအသိမှတ်ပြုခံထားရတာဖြစ်ပါတယ်နံပါတ်1အင်ဂျာဗျူဇပိုတရုတ်ဆောင်ကအင်ဂျာဗျူကစကားရီထဲမှာအမြဲလိုတွေ့ရတတ်တယ်လို့အနေအေးတာကြောင့်လည်းလူသိများပါတယ်အခုနောက်ပိုင်းမှာတော့အင်ဂျာဗျူကသူ့ရဲ့နောက်ထပ်အရေးချင်းတစ်ခုကိုလူတွေသိအောင်ချပြလာခဲ့တာပါအဲ့ဒါကတော့အင်ဂျာဗျူကမြန်မာတန်စင်သချင်းတွေကိုတီးဆိုနိုင်နေတာဖြစ်ပါတယ်အနုပညာလောကတွေကသူနဲ့ရင်းနှီးတဲ့ဇပိုတရုတ်ဆောင်တွေရဲ့မင်္ဂလာဆောင်ဖိတ်ခံရတာမျိုးဆိုရင်သချင်းဆိုတာလက်ဖွဲ့လေးရှိတာပါမြန်မာတန်မင်္ဂလာတီးသချင်းတွေကိုအတန်ဒီအတန်ထားမှန်မှန်ကန်ကန်နဲ့ကိုတီးဆိုနိုင်လို့အားလုံးကဝိုင်းပြီးတော့ချီးကျူးကြတာဖြစ်ပါတယ်ဒါအပြင်အတန်ကမထင်မှတ်ထားလောက်အောင်ကိုတာယာညင်ညောင်းတာမို့ဆက်ပြီးတော့ဆိုဖို့တိုက်တွန်းကြတာဖြစ်ပါတယ်။အင်တာဗျူးကဇမင်းသားတူဖြစ်တဲ့စမ်းရင်မိုးနဲ့တွင်းဆိုတာတောင်သူ့အတန်ကလုံးဝမကြဘဲနဲ့နားထောင်လို့ကောင်းနေတာပါ။တချင်းဆိုတာကိုအရင်ကတည်းကဝါသနာပါပေမဲ့ထုတ်ပြဖို့အခွင့်အရေးမရှိလို့သာလူတွေကမသိခဲ့ကြတာပါ။အခုနောက်ပိုင်းမှာတော့ TikTok မှာတင်ရင်းနဲ့လူတွေကသူတချင်းဆိုတာကိုသတိထားမိသွားကြတာဖြစ်ပါတယ်။အင်တာဗျူးကအနေအေးတဲ့သူဖြစ်တဲ့အတွက်တချင်းဆိုတဲ့အကြောင်းကိုလည်းအင်တာဗျူးတွေမှာထုတ်ပြောတာမရှိသလိုအခုလည်းပဲသူများတွေ social media ပေါ်မှာတင်မှသိရတာဖြစ်ပါတယ်။နံပါတ်1ဒေါင်းဝေကလည်းဇပိုတရုတ်ဆောင်တွေထဲမှာဆိုရင်တော့လူသိများတဲ့သူလို့ဆိုရမှာပါ။ MRTV4 ဇလန်တွဲတွေနဲ့ပရိသတ်တွေကသတိထားမိလာကြတာဖြစ်ပြီးတော့သူကိုယ်တိုင်ကလည်းနေရာရအောင်စူးစမ်းပါတယ်။ဒေါင်းဝေရဲ့နောက်ထပ်အရေးချင်းတစ်ခုကတော့မြန်မာတန်ကိုနားထောင်ကောင်းအောင်တည်ဆိုတတ်တာဖြစ်ပါတယ်။ဒေါင်းဝေကမြန်မာတန်ဆိုရတာကိုကြိုက်တဲ့အတွက်ပွဲတွေဆိုရင်အလင်းသင့်တယ်လို့ဆိုလေးရှိပါတယ်။ဒါအပြင်ပရိသတ်တွေကလည်းလက်ခံတဲ့အတွက်တချင်းတွေထုတ်ပြီးတော့တည်ဆိုလာခဲ့တာဖြစ်ပါတယ်။ဒေါင်းဝေကမြန်မာတန်ဆိုတဲ့အခါမှာနားထောင်မကောင်းတော့အောင်မဟုတ်တာမို့လူအများကလည်းလက်ခံကြပါတယ်။မင်္ဂလာပွဲတွေမှာဆိုလဲဆိုပေးလေးရှိသလိုနေပွဲတွေမှာလည်းဒေါင်းဝေကတချင်းလိုက်ဆိုလေးရှိတာဖြစ်ပါတယ်။ဒေါင်းဝေကအနုပညာအလုပ်ကိုဝါသနာကြီးတာမို့နေရာတစ်ခုရအောင်မရမကစူးစမ်းနေခဲ့တာပါ။နောက်ပိုင်းမှာသူ့ရဲ့ item တွေကလည်းမစိုးတာမို့ပရိသတ်တွေကလည်းလက်ခံလာကြပါတယ်။ဒေါင်းဝေကအဆိုတော်ဖြစ်ချင်ပေမဲ့သူနဲ့တရုတ်ဆောင်အလုပ်ကပို့ပြီးတော့လိုက်ဖက်မယ်တင်တဲ့အတွက်ကိုတချင်းဆိုတာကိုဝါသနာအရအပျော်ရမ်းတာလုပ်တာဖြစ်ပါတယ်။နံပါတ်3ဦးစောဝင်းနိုင်ကတော့ဇက်ပိုတရုတ်ဆောင်တွေထဲမှာဆိုရင်တော့နာမည်ကြီးဆိုရင်လည်းမမားပါဘူး။အိုင်တင်ကကောင်းပြီမဲ့အခုချိန်ထိအကယ်ဒမီဆုမရရှိသေးလို့အားလုံးကဝိုင်းပြီးတော့တနာနေကြတာလည်းဖြစ်ပါတယ်။ဦးစောဝင်းနိုင်ကတရုတ်ဆောင်လုပ်တဲ့အခါမှာဇက်ကားတွေထဲမှာဗိသိက်ဆရာပုံမျိုးတွေလောက်ရပါတယ်။ဒါကြောင့်မို့နောက်ပိုင်းအပြင်မှာလည်းအလူဝဲတွေမှာဗိသိက်ဆရာဖြစ်လို့ရင်းနဲ့နောက်ထပ်အလုပ်တစ်ခုဖြစ်လာခဲ့ပါတယ်။မြန်မာတန်ဟန်ပန်နဲ့ပြောတဲ့အလုပ်ဖြစ်တယ်လို့တခါတလေဆိုရင်တချင်းလဲဝင်ဆိုလေးရှိပါတယ်မြန်မာတန်အနေထားမှန်ကန်စွာပြောတတ်တာကြောင့်လဲပွဲရှင်တွေကသဘောကျပြီးတော့ငှားကြတာဖြစ်ပါတယ်ဦးစောဝင်းနိုင်ကရှင်ပြုတ်အလူဝဲရာသီတွေဆိုရင်တော့ဇက်ကားတွေရိုင်ရင်းနဲ့တစ်ဖက်ကပွဲတွေလည်းတောင်းလျှောက်လိုက်နေရတာဖြစ်ပါတယ်ပရိသတ်ကြီးရောဒီနုပညာရှင်တွေထဲမှာဘသူရဲ့မြန်မာတန်ဆိုပုံသဘောအကျဆုံးလဲ comment လေးထဲမှာပြပြပေးပါဦးစုံတိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်